webcam တွေကတစ်ဆင့် TV တွေကတစ်ဆင့်ကျွန်တော်တို့တစ်ခါတည်းဝတ်ကြည့်လို့ရတယ် What is virtual fitting room virtual fitting room ဆိုတာပါလဲ virtual fitting room ဆိုတာကျွန်တော်တို့ဒီ AR နည်းပညာကိုအသုံးပြုပြီးတော့ကျွန်တော်တို့ဝတ်ချင်တဲ့အဝတ်စားတွေဖနက်တွေအိတ်တွေကိုတစ်ခါတည်းဒီ webcam တွေကတစ်ဆင့် TV တွေကတစ်ဆင့်ကျွန်တော်တို့တစ်ခါတည်းဝတ်ကြည့်လို့ရတယ်အဲ့ဒီ virtual fitting room မှာကျွန်တော်တို့ရဲ့ဒီအတိုင်းခန္ဓာကိုယ်အတိုင်းအတာတွေ measurement တွေကိုသူတို့ကအတိအကျတိုင်းပေးပြီးတော့ကျွန်တော်တို့ဝတ်ချင်တဲ့အဝတ်စားတွေကိုကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ပေါ်မှာအလွှာတစ်ခုအနေနဲ့ဒီစက်ခွင်ပေါ်မှာပြပြီးမှာဖြစ်ပါတယ်ကျွန်တော်ပုံမှန်အဝတ်စားဝယ်တဲ့အခါမှာဒီကိုကြိုက်တဲ့အဝတ်တစ်ခုကိုတွေ့ပြီးဆိုလို့ရှိရင်ကျွန်တော်အဝတ်လဲကန်နဲ့သွားဒီအဝတ်စားတွေကိုဝတ်ကြည့်လို့မကြမ်းရင်ပြန်အလုပ်ကိုရှုံနော်ဒါပေမဲ့အခုလို့ရှိရင် AR နည်းပညာကိုအသုံးပြုပြီးတော့ virtual fitting room နဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီ AR mirror ရှေ့မှာရက်ပြီးတော့ကိုကြိုက်တဲ့အဝတ်စားတွေကိုတစ်ခါတည်းအချိန်နဲ့တပြေးညီဝတ်ကြည့်တော့မယ်လိုမျိုးအလုံးရှုံနေတော့